အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားမှာပါဖနက်写字ဖနက်ငါဖနက်ရော我的写字呢写字ဆိုတာဖနက်ပေါ့နော်ဒါကနံတစ်ခုဖြစ်တယ်ဗျဒီနံကိုဝေါ်ဆိုတဲ့ပုဂ္ဂလနံစာနဲ့အထူးပြုထားတယ်ဒါဆိုရင်နောက်ဆက်ပုတ်လေးထည့်ထားတာပေါ့နော်ဒီမှာတော့ရဲလို့ဘာသာပဲနဲ့ငါရဲ့ဖနက်我的写字呢ဒါကတော့ဝကြနောက်ဆက်ပုတ်တစ်ခုဖြစ်တယ်ပေါ့နော်သူကတော့ရောဆိုတာဒီမှာဗမာလဲဆိုတဲ့အတိတ်ပဲမျိုးမေးထားတာပေါ့နော်ဟုတ်အဲ့တော့ငါဖနက်ရော我的写字呢မင်းဖနက်ကဒီမှာပါ你的写字在这你的写字在这你的写字မင်းရဲ့ဖနက်ပေါ့နော်အဲ့တော့ဖနက်ဆိုတဲ့နာမ်ကိုညီဆိုတဲ့ပုဂ္ဂလနာမ်စာနဲ့အထူးပြုတယ်ဒါဆိုရင်တော့နောက်ဆက်ပုတ်လေးထည့်ပေးရတာပေါ့နော်မင်းရဲ့ဖနက်你的写字在ဆိုတာဒီနေရာမှာမှာရှိတယ်ပေါ့နော်တနေရာမှာရှိချောင်းဖော်ပြတဲ့သုံးထားတဲ့ verb တစ်ခုဖြစ်တယ်အဲ့တော့在ဆိုတဲ့ verb ကိုသုံးထားရင်သူ့ရဲ့နောက်က can ပုတ်တွေကနေရာပြတဲ့စကားလုံးတွေစကားစုတွေဒါမှမဟုတ်နေရာအောင်မေးတဲ့မေကွန်းနတ်စားတွေကိုသုံးလို့ရှိတယ်ပေါ့နော်ဒီမှာတော့အဟွာရင်လေးသုံးထားတယ်နော်ဒါဆိုရင်နေရာကိုဖော်ပြတယ်ဒီနေရာဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်အဲ့တော့ဒါကကံပုတ်အနေနဲ့သုံးထားတယ်在这ဒီနေရာမှာရှိတယ်ပေါ့အဲ့တော့မင်းဖနက်ကဒီမှာပါ你的写字在这你的写字在这မင်းဖနက်ဘာမှလဲ你的写字在哪你的写字在哪ကောင်းပြီအဲ့တော့哪ဒါကအဟွာရင်လေးသုံးထားတယ်နေရာကိုမေးတဲ့မေကွန်းနန်စာတစ်ခုဖြစ်တယ်ပေါ့နော်ပြန်ဖြေတဲ့အခါမှာတော့ဒီမေကွန်းနန်စာနေရာမှာအဖြေကိုပြန်ဖြေလို့ရတယ်နံပါတ်3ပုံစံလေးကိုပြန်ကြည့်ပါမင်းဖနက်ကဒီမှာပါနေတဲ့写字在这အကယ်၍မေကွန်းမေးမယ်ဆိုလဲ这ဆိုတဲ့နေရာမှာဘယ်နေရာလဲနာဆိုတဲ့မေကွန်းနန်စာကိုအစားထိုးပြီးပြန်သုံးလို့ရတယ်နံပါတ်4ကိုပြန်လေ့လာကြည့်ပါ你的写字在哪你的写字在哪ငါဖနက်ပြောက်သွားပြီ我的写字丢了我的写字丢了丢ဆိုတာကပျောက်ဆုံးတာကိုပြောတာပေါ့နော်丢ပျောက်ဆုံးသွားတာကောင်းပြီအဲ့တော့我的写字ငါဖနက်က丢ဆိုတာပျောက်တယ်အဲ့တော့ပျောက်တယ်ဆိုတဲ့ verb ကအခြေအနေပျောက်လဲသွားကြောင်းကိုဖော်ပြတာပေါ့နော်ပြောနေတဲ့အချိန်မှာတော့ဒီဖနက်ဒီမရှိတော့ဘူးပျောက်သွားပြီရှိနေတဲ့အခြေအနေကနေမရှိတော့တဲ့အခြေအနေကိုပျောက်လဲသွားတာပေါ့နော်ဒါဆိုရင်အခြေအနေပြောင်းလဲသွားကြအောင်ဖော်ပြတော့ဝါချာနောက်ဆက်ပုတ်လက်စာလေးကိုထည့်သုံးပြီးတယ်ပေါ့အဲ့တော့丢လက်ဆိုတာပျောက်သွားပြီငါဖနက်ပျောက်သွားပြီ我的写字丢了我的写字丢了သူဖနက်အတစ်တရံဝယ်လိုက်ပြီ他买了双新鞋子他买了双新鞋子他သူက买ဆိုတာဝယ်တယ်ပေါ့နော်ဒါက verb တစ်ခုဖြစ်တယ်အဲ့တော့ဒီ verbမှာကျွန်တော်တို့ကကံပုတ်စိတ်ဘက်ကဖနက်ပေါ့နော်ဖနက်ကိုဝယ်တာမိုင်း写字ဒါပေမဲ့ဖနက်ဆိုတာကိုကျွန်တော်တို့ကဘာနဲ့အထူးပြုထားလဲဆိုတော့ရှင်းဆိုတဲ့ adjective နဲ့အထူးပြုထားတယ်အဲ့တော့ adjective တွေကတတန်ထွက် adjective ဆိုရင်နောက်ကတက်ထည့်သုံးလို့ရတယ်ထည့်မသုံးလဲရတယ်ဆိုလိုတာတော့ရှင်းတဲ့写字ဒါမှမဟုတ်ရှင်း写字ဟုတ်ပြီနော်အဲ့တော့ဒီစကားစုကိုမှကျွန်တော်တို့ကတင်ချာမျိုးပြနော်တရန်စွာနဲ့အထူးဆက်ပြုတယ်အဲ့တော့ဖနက်တွေဘာတွေကိုတရန်နှစ်ရန်ရေးတက်တဲ့အခါမှာမျိုးပြစကားလုံးကတော့ရွှမ်းဆိုတာကိုသုံးလို့ရှိတယ်ပေါ့ဒါကြောင့်မို့ဤရွှမ်းဆိုရတာတရန်ပေါ့နော်အထူးပြုခန့်တဲ့ noun ဒါမှမဟုတ် noun စကားစုကနောက်မှာနေတယ်အထူးပြုမဲ့တင်ချာမျိုးပြကတော့ရှေ့ကနေပြီးအထူးပြုတယ်ဒါကြောင့်မို့ဖနက်တရန်ဖနက်အတစ်တရန်ပေါ့ဤရွှမ်းရှင်း写字一双新写字ကောင်းပြီအဲ့တော့ဒီနေရာမှာလဲကျွန်တော်တို့ကverb ရဲ့နောက်က can ပုတ်အစိပ်ပိုင်းပေါ့နော်အဲ့မှာ tick နဲ့အတန်ထွက်ပါလေထဲမပြောလဲရတယ်ပေါ့နော်ကောင်းပြီဒါကြောင့် my ဝယ်တယ်ဘာလို့လဲ双新写字โอเคနောက်တစ်ခုကတော့ကျွန်တော်ဒီလက်ပုံမှန်တိုင်းဆိုလက်ကဝါချနောက်စပုတ်အနေနဲ့ဝါချနောက်ဆုံးမှာသုံးလေးရှိတယ်ဒါပေမဲ့ကံပုတ်အစိပ်ပိုင်းထဲမှာတစ်နှစ်သုံးလေးအရှိအတွက်ကိန်းကနန်းတွေပါလာလို့ရှိရင်လက်က van နောက်မှာကပ်ပြီးသုံးတယ်ဒါကြောင့်မို့ my လက်ပြီးတော့မှ一双新鞋子ကောင်းပြီအဲ့တော့သူ့ရဲ့စာကြောင်းအပြည့်စုံဖတ်ရင်တော့他买了双新鞋子သူဖနက်တစ်တရံဝယ်လိုက်ပြီး他买了双新鞋子他买了双新鞋子သူလှပတဲ့ဖနက်တရံဝယ်လိုက်ပြီး他买了双漂亮
的鞋子他买了双漂亮的鞋子ကောင်းပြီအဲ့တော့ဒီနောက်ကစိတ်ပိုင်းလေးကိုရှင်းပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ကလှပတဲ့ဖနက်ပေါ့နော်漂亮的鞋子ဒီမှာတော့တဆိုတဲ့စကားလုံးကိုသုံးပေးဖို့လိုတယ်ပေါ့နော်နန်းကိုအထူးပြုတဲ့အခါမှာ adjective ကအခုလိုနှစ်တန်ထွက်နေရဲ့ဖြောက်ကတစ်တန်လျံကတစ်တန်ပေါ့အဲ့တော့နှစ်တန်ထွက် adjective နဲ့အထူးပြုလို့ရှိရင်တကထည့်ပေးရတယ်ပေါ့နော်漂亮的鞋子ကောင်းပြီအဲ့ဒါမှကျွန်တော်တို့တရန်ဆိုတဲ့အထူးပြ一双漂亮的鞋子ကောင်းပြီလက်ခုနကအတိုင်းပါပဲသူက verb ရဲ့နောက်မှာသုံးထားတယ်ဘာလို့လဲဆိုတော့ကံပုတ်စိတ်ပိုင်းထဲမှာ1 2 3လေးပါနေလို့ဒါပေမဲ့ကံပုတ်စိတ်ပိုင်းထဲက1 2 3လေးရတယ်စကားပြောတဲ့အခါမှာထည့်ဆိုစရာမလိုဘူးဒါကြောင့်မို့သူလှပတဲ့ဖနက်တရန်ဝယ်လိုက်ပြီဆိုရင်他买了双漂亮的鞋子他买了双漂亮的鞋子ဒီဖနက်ရန်လာတယ်这双鞋子非常漂亮这双鞋子非常漂亮这ဒီဟာပေါ့နော်အဲ့တော့ဖနက်ကိုကျွန်တော်တို့အထူးပြုမယ်ဖနက်ကကြတော့鞋子သူ့ကိုတရန်ဆိုပြီးအထူးလိုက်တော့一双鞋子ကောင်းပြီအဲ့မှာအညွှန်းနဲ့စားဖြစ်တယ်这နဲ့ဆက်အထူးပြုတယ်အဲ့လိုအထူးပြုတဲ့အခါကျတော့အညွှန်းနဲ့စားတွေကတင်ချာစကလုံးတွေရဲ့ရှေ့ကနေအထူးဆက်ပြုတယ်ဒါကြောင့်မို့这一双鞋子အဲ့နေရာမှာတိကနန်းအတန်ထက်ကအညွှန်းနဲ့စားရဲ့နောက်ကတိကနန်းအတန်ထက်ကလောကထည့်ပြောစရာမလိုဘူးပေါ့နော်ဒါကြောင့်မို့这双鞋子ဆိုပြီးအထူးပြုထားတယ်ပေါ့နော်ကောင်းပြီ漂亮စာလှပတယ်အဲ့တော့လှပတယ်ဆိုတဲ့ adjective ကိုကျွန်တော်တို့ degree ပြတဲ့ adverb 非常စာနဲ့ဆက်ပြီးတော့အထူးပြုထားတာပေါ့ဒါကြောင့်မို့非常漂亮စာအရှမ်းလှတယ်ဒီဖနက်အရှမ်းလှတယ်这双鞋子非常漂亮这双鞋子非常漂亮ဒီဖနက်ဘယ်လိုလဲ这双鞋子咋样这双鞋子咋样အဲ့တော့ဒီဖနက်这双鞋子ခုနက degree ကိုဖော်ပြတဲ့ပေါ့နော် adjective တွေနော် adjective တွေပြီးတော့ adjective ကို degree ဖော်ပြပြီးတော့တွဲထားတယ်ပေါ့ပြောရတော့အခြေအနေကိုဖော်ပြတာတွေပေါ့နော်အဲ့တော့အခြေအနေကိုဖော်ပြတဲ့စကလုံးစကစုတွေကိုမေကွန်းထုတ်မယ်ဆိုရင်ဇာယဘလို့လဲဆိုတဲ့မေကွန်းနန်စားလေးနဲ့မေကွန်းထုတ်လေးရှိတယ်ပေါ့ကောင်းပြီအဲ့တော့ဇာယဆိုတာကတော့ textbook တွေထဲမှာဆိုရင်ဇာမယန်ဆိုတဲ့အသုံးအနှုန်းဖြစ်တယ်ကျွန်တော်တို့ကဒီမှာစကားပြောတဲ့အခါကျဇာယန်ဆိုပြီးတော့အတန်ထွက်ကိုပြောင်းပြီးပြောလို့ရတယ်ပေါ့အဲ့တော့ဒီဖနက်ဘလို့လဲ这双鞋子咋样这双鞋子咋样ဒီဖနက်ကဈေးလဲတက်တာလှလဲလှတယ်这双鞋子又便宜又漂亮这双鞋子又便宜又漂亮အဲ့တော့这双鞋子ဒီဖနက်ဟာတဲ့便宜စာဈေးချို့တယ်ဈေးပေါ်တယ်ဈေးတက်တာတယ်漂亮စာလှတယ်အဲ့တော့ဒီဖနက်ရဲ့ဂုံဒရက်နှစ်ခုပေါ့နော်သူကဈေးချို့တဲ့ဂုံဒရက်နဲ့လှပတဲ့ဂုံဒရက်နဲ့ဒီလိုမျိုးဂုံရည်နှစ်ခုကိုပေါ့နော်အဲ့လိုတပြိုင်တည်းတွဲဆက်ပြီးဖော်ပြတော့မယ်ဆိုရင် adverb နှစ်ခုကိုသုံးပေးရတယ်အဲ့ adverb က yo ဆိုတဲ့ adverb yo ဆိုတဲ့ adverb ဒါလည်းဖြစ်တယ်ဒါလည်းဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီမှာတော့လဲလို့ပဲဘာသာပြန်တယ်အဲ့တော့ yo ဆိုတဲ့စကားလုံးက adverb ဖြစ်တဲ့ကြောင့် adjective တွေရဲ့ရှေ့ရတယ်အထူးပြုပေးတယ် adjective နှစ်ခုပါတဲ့ကြောင့်တစ်ခုစီရဲ့ရှေ့ရတယ် yo ဆိုတဲ့ adverb တွေနဲ့အထူးပြုပြီးသုံးထားတယ် yo ဖြန့်ကြီးဈေးလဲချိုတယ် yo 漂亮လှလဲလှတယ်အဲ့တော့ဒီဖနက်ကဈေးလဲတက်တာလှလဲလှတယ်这双鞋子又便宜又漂亮这双鞋子又便宜又漂亮အဲ့ဒီဖနက်ဈေးကြီးလား那双鞋子贵不贵那双鞋子贵不贵那ဆိုတာအဲ့ဒီပေါ့နော်ကောင်းပြီဒါကတော့အညွှန်းနဲ့စာတစ်ခုဖြစ်တယ်အညွှန်းနဲ့စာတွေက1 2 3လေးသင်္ချာစကလုံးတွေရဲ့ရှေ့ကနေဆက်ပြီးအထူးပြုတယ်ပေါ့အဲ့တော့ဖနက်တရံဆိုရင်ကိုကပုံမှန်အတိုင်းပါလေ一双鞋子အဲ့ဒါကို那ဆိုတဲ့အညွှန်းနဲ့စာနဲ့အထူးပြုထားတယ်那一双ဟုတ်ပြီနော်အဲ့တော့အညွှန်းနဲ့စာရဲ့နောက်ကတိကနန်းအတန်တက်ကထည့်ဆိုစရာမလိုဘူးဒါကြောင့်မို့那双鞋子အဲ့ဖနက်အောင်ကိုယ်ဈေးကြီးတယ်ပုတ်ကိုယ်ဈေးမကြီးဘူးဒါကတော့အဟုတ်အငင်းပုံစံသုံးထားတယ်ပေါ့နော်အဟုတ်အငင်းဆိုရင်လားလို့ဘာသာပြန်တယ်နော်ကိုယ်ဈေးကြီးတယ်သူ့ရဲ့အငင်းအောင်ပုတ်ကိုယ်ဈေးမကြီးဘူးဒါဆိုဈေးကြီးလားလို့ဘာသာပြန်တယ်အဲ့တော့ပုတ်ရဲ့ထူခြားချက်ဘာလဲအတန်เนาะဒီမှာအတန်ကိုတတိထားသူက9တန်မြောင်းလဲဆိုရတာเนาะ4တန်မြောင်းလဲပူကွေ့ဆိုပြီးတော့မစုံเนาะကွေ့ပကွေ့ပူကွေ့လို့အတန်အပြည့်မထုတ်ဘူးเนาะကွေ့ပကွေ့အတန်ဖော်သွားတယ်ဘာလို့လဲအဟုတ်အငင်းပုံစံတွေရဲ့ဒီအငင်းအတန်ထက်ဒီ9တန်မြောင်းလဲပဲဖတ်ပြရတာပေါ့เนาะအဲ့လိုပဲစကားပြောတဲ့အခါဆိုရတာပေါ့โอเคအဲ့တော့အဲ့ဖက်နဲ့ဈေးကြီးလား那双鞋子贵不贵
那双鞋子贵不贵？ဒီဖနက်ကဟိုဖနက်ထက်ဈေးပိုကြီးတယ်这双鞋子比那双贵这双鞋子比那双贵ကောင်းပြီအဲ့တော့ဒီမှာ subject အပိုင်းလေးကိုအရင်ရှင်းပြမယ်ဒါကလည်းရှိမှရှင်းပြပြီးသားပေါ့နော်ဒါပေမဲ့သိကြအောင်ကျွန်တော်ပြန်ပြီးတော့နားလည်အောင်ရှင်းပြပေးမယ်အဲ့တော့ဖနက်ကရှယ်字ပေါ့နော်ဒီနံကိုကျွန်တော်တို့ကတရံနှစ်ရံဆိုပြီးတော့သင်္ချာမျိုးပြနဲ့အထူးပြုတော့မယ်ဒါဆိုအထူးပြုခံတဲ့နံကနောက်ကပဲနေတယ်အထူးပြုမဲ့သင်္ချာမျိုးပြစကားစုကရှေ့ကအထူးပြုတယ်ပေါ့ဒါကြောင့်မို့一双鞋子ဖနက်တရံအဲ့တော့ဒီမှာအညွှန်းနံစာ这စာနဲ့ဆက်ပြီးအထူးပြုတယ်ဒါဆိုရင်အညွှန်းနံစာနောက်ကတိအတန်တော့ကလုံးဝထည့်ပြောစရာမလိုဘူးဒါကြောင့်မို့这双鞋子ကောင်းပြီနောက်တစ်ခါဒီမှာကျတော့အထူးပြုခံရတဲ့အရာကြောင့်那双鞋子ဟုတ်ပြီနော်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီမှာနှိုင်းရှင်းမှုပြတယ်ဖော်ပြအောင်အတွက်ပေါ့နော်နှိုင်းရှင်းမှုပြအောင်ဖော်ပြအောင်အတွက်ဒီ webpack တစ်ခုကိုသုံးထားတယ်ဒီ webpack ရဲ့အတန်တွေက P လို့အတန်ထွက်တယ် P စာထက်ပေါ့နော်နှိုင်းရှင်းမှုပြတာအဲ့တော့ webpack ဖြစ်တဲ့ကြောင့်ကန်ပုတ်တွေကို webpack ရဲ့နောက်မှာတွေ့တယ်အဲ့တော့这双鞋子ဒါကနှိုင်းရှင်တဲ့အရာနှိုင်းရှင်တဲ့အရာ那双鞋子ဒါကနှိုင်းရှင်ခံရတဲ့အရာအဲ့တော့ဒါကကန်ပုတ်ပေါ့နော်ကန်ပုတ်ဆိုရင် B ဆိုတဲ့ webpack ရဲ့နောက်မှာတွေ့တယ် B 那双鞋子ဒါပေမဲ့鞋子ကဒီမှာလဲပါနေတဲ့ကြောင့်ဒီအစိပ်ပိုင်းမှာကြာ鞋子ဆိုတဲ့အတန်ကိုကျွန်တော်တို့ကထည့်မဆိုတော့ B 那双အဲ့ဒီတရံထက်အဲ့လိုပြောတာနော်အဲ့မှာတိကနန်းကလည်းထည့်ဆိုစရာမလိုဘာဖြစ်လို့လဲဆိုတော့နာကအညွှန်းနံစားဖြစ်နေလို့အညွှန်းနံစားနဲ့ကပ်ရဲ့တိကနန်းအတန်တဆိုထည့်ဆိုစရာမလိုဒါဆိုရင်ปีနာရွှမ်းအဲ့ဒီအရန်ထက်ဒါဆိုရင်这双鞋子ဒီဖနက်တရံဟာปีနာရွှမ်းအဲ့ဒီတရံထက်ကိုယ်ဈေးကြီးပါတယ်အဲ့တော့ webpack စကားစုတွေဒီ adjective ရဲ့ရှေ့အထူးပြုတယ်ဒါကြောင့်မို့ adjective ကဒီမှာလာတယ်ကိုယ်ဈေးကြီးတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီဖနက်ကဟိုဖနက်ထက်အဲ့ဒီဖနက်ထက်ဈေးပိုကြီးတယ်这双鞋子比那双贵这双鞋子比那双贵没ဖနက်ကငါဖနက်ထက်ဈေးတက်တာတယ်你的鞋子比我的便宜你的鞋子比我的便宜ကောင်းပြီအဲ့တော့你的鞋子မင်းရဲ့ဖနက်ဒါကနိုင်ရှင်မဲ့အရာ webpack နဲ့သုံးမယ် webpack ရဲ့နောက်နိုင်ရှင်ခံရတဲ့အရာကန်ဖို့ပေါ့比我的鞋子ငါရဲ့ဖနက်ထက်ဟုတ်ပြီနော်你的鞋子မင်းရဲ့ဖနက်ဟာ比我的鞋子ငါရဲ့ဖနက်ထက်ပြီးတော့ adjective webpack က webpack စကားစုက adjective ရဲ့ရှေ့အထူးပဲဒီတစ်ခါ adjective ကတော့ဈေးချိုတော့ဈေးပေါ်တော့ဈေးတက်တာတော့便宜အဲ့တော့比我的鞋子便宜အဲ့တော့ဒီမှာလဲ鞋子ဆိုတဲ့အသုံးနှုန်းကိုသုံးပြထားတယ်ဒီနေရာမှာထပ်သုံးစရာမလိုတော့ဘူးเนาะ water လို့ပြောတာ ਨੇ ဒီ鞋子ဖနက်ကိုညွှန်းမှန်းတန်းတည်တယ်ပေါ့အဲ့တော့စကလုံးဖောင်းပွားမှုကိုကျွန်တော်တို့ရှော့ချလိုက်တာပေါ့เนาะအဲ့တော့你的鞋子比我的便宜မင်းရဲ့ဖနက်ကငါဟာထက်ဈေးတက်တာတယ်ပေါ့ဟုတ်ပြီเนาะအဲ့တော့你的鞋子比我的便宜你的鞋子比我的便宜မင်းဖနက်ကငါဖနက်လောက်ဈေးမပေါ်ပါဘူး你的鞋子没有我的便宜你的鞋子没有我的便宜အဲ့တော့没有ဆိုတာက verb အနေနဲ့တော့ရင်မရှိဘူးလို့ဘာသာပြန်တယ်ပြီးတော့အငင်းပုံစံဆိုရင်တော့ past tense အငင်းတွေကိုသုံးရင်တော့မခဲ့ဘူးပေါ့နော်ဥပမာမလုပ်ခဲ့မသွားခဲ့မစားခဲ့စသဖြင့်ဘာသာပြန်တယ်နှိုင်းရှင်းမှုပြပုံစံတွေမှာဆိုတော့လောက်မဟုတ်ဘူးလို့ဘာသာပြန်တယ်အဲ့တော့没有ဆိုတာကနှိုင်းရှင်းမှုပြပုံစံတွေရဲ့အငင်းအဖြစ်အသုံးပြုလို့ရတယ်ဘယ်လိုသုံးမလဲနံပါတ်73ကိုပြန်ကြည့်ပေးပါ你的鞋子比我的便宜အဲ့တော့ B ဆိုတာကအဟုတ်ပုံစံနှိုင်းရှင်းမှုပြရဲ့အဟုတ်ပုံစံထက်ဟုတ်ပြီနော်ငါရဲ့ဟာထက်ငါဖနက်ထက်အဲ့တော့ဒီ B ဆိုတဲ့နှိုင်းရှင်းမှုပြကိုအငင်းသုံးခြင်း B နေရာမှာမေးရိုဆိုတာပြောင်းလိုက်ရတယ်ကျန်တာဘာမှပြောင်းသုံးစရာမလိုဘူးအဲ့တော့နှိုင်းရှင်းမှုပြ webpack B ရဲ့အငင်းဒီမေးရိုဆိုတာကိုပဲသုံးတာပါဒါဆိုရင်နံပါတ်14ကိုကြည့်ပါပိုလွယ်သွားလိမ့်မယ်你的鞋子没有我的便宜你的鞋子没有我的便宜没ဖနက်ဘယ်လောက်လဲ你的鞋子多少钱你的鞋子多少ကောင်းပြီအဲ့တော့你的鞋子မင်းရဲ့ဖနက်ဟာ多少စာဘယ်လောက်လဲပေါ့နော်ဒါကတော့ဈေးနှုန်းကိုမေးတာဗျအဲ့တော့ဈေးနှုန်းအရှည်အတွက်တွေကိုဈေးနှုန်းလေးကိုကျွန်တော်တို့မေးတဲ့အခါမှာနောက်မှာချင်ပတ်စံဆိုတဲ့နံကိုအထူးပြုပြီးတော့တွဲသုံးလဲရတယ်စကားပြောပုံစံတွေမှာတော့ဒါကိုချန်လက်ခဲ့လို့ရတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့မင်းဖနက်ဘယ်လောက်ကြာလဲ你的鞋子多少你的鞋子多少ဒါမှမဟုတ်你的鞋子多少钱
သူဖနက်ကစီးလို့မတော်ဘူး他的鞋子不合脚他的鞋子不合脚他的鞋子不合脚 OK အဲ့တော့他的鞋子ဖနက်ဆိုတဲ့နာမ်ကို他ဆိုတဲ့နာမ်စာနဲ့အထူးပြုထားတယ်ဒါဆိုဘာလေးထည့်ပေးတာလဲ他的鞋子合脚合ဆိုတာတော်တာကြောင်းဆိုတာခြေတော့အဲ့တော့ခြေတော့နဲ့ဖနက်နဲ့တော်လဲဆိုတာဗာလဲစီးလို့တော်တယ်ပေါ့အဲ့လိုဘာသာပြန်လိုက်တယ်เนาะအဲ့တော့合脚ဆိုတာဖနက်ကိုစီးကြည့်ရင်ကွက်တီဖြစ်တဲ့အတော်ပဲဆိုရင်合脚သူ့ကိုအငင်းသုံးတဲ့အခါကျရှေ့ပါပို့ negative adverb နဲ့ညင်တယ်ပို့合脚ဆိုစီးလို့မတော်ဘူးအဲ့တော့သူ့ဖနက်ကစီးလို့မတော်ဘူး他的鞋子不合脚他的鞋子不合脚ဒီဖနက်ကစီးလို့တော်တယ်这双鞋子真合脚这双鞋子真合脚这双鞋子ဟုတ်ပြီနော်ဒါကရှေ့မှာရှင်းပြပြီးသားနော်ဒီဖနက်ဟာတဲ့真စာတကယ်ကိုအမှန်တကယ်ကို合脚စာစီးရတာတော်တယ်ပေါ့ခြေထောက်နဲ့ကွက်တီပဲပေါ့ကောင်းပြီဒီဖနက်ကစီးလို့တော်တယ်这双鞋子真合脚这双鞋子真合脚အမေကငါ့အတွက်ဖနက်ဝယ်ပေးထားတယ်妈妈给我买了鞋子妈妈给我买了鞋子妈妈စာအမေဟုတ်ပြီနော်အဲ့တော့မိုင်းစာဝယ်တယ်မိုင်လဝယ်ခဲ့တယ်ဝယ်ပြီးသွားပြီပေါ့အခြေအနေပြောင်းသွားကြအောင်ဖော်ပြနော်ဝယ်ချင်းခတ်တဲ့ကံပုတ်ကပါလဲရှယ်စစ်အဲ့တော့ဖနက်ဝယ်ပြီးသွားပြီတဲ့အမေကဖနက်ဝယ်ပြီးသွားပြီတဲ့မာမမိုင်လရှယ်စစ်ကောင်းပြီဒီပိုင်းလေးရှင်းပြမယ်ကေဝအဲ့တော့ကေဆိုတာက verb အနေနဲ့သုံးတော့ပေးတယ်လို့ဘာသာပြန်တယ်ဒါပေမဲ့ဒီဝက်ချထဲမှာတော့ preposition လို့ခေါ်တဲ့ verb အနေနဲ့သုံးတာပေါ့နော်အတွက်သို့မဟုတ်ကိုအားစသဖြင့်ဘာသာပြန်တယ်အဲ့တော့ verb ဖြစ်တဲ့ကြောင့် verb တွေရရှိရနေရတယ်သူနဲ့တွဲမဲ့ကံပုတ်ကိုဝိဘတ်ရဲ့နောက်မှာသုံးတယ်မြန်မာနဲ့တော့မတူဘူးပေါ့နော်မြန်မာကငါအတွက်တရုတ်ကြတော့အတွက်ငါကေဝအကေသူ့အတွက်ဆိုရင်ကေထားနင့်အတွက်ဆိုရင်ကေညီလေးအတွက်ဆိုရင်ကေတိဒီလိုမျိုးအစာထိုးပြီးသုံးကြည့်လို့ရတယ်နော်အဲ့တော့ကေဝဆိုတာငါအတွက်အဲ့တော့ဝိဘတ်စက္ကစုဖြစ်သွားရင် verb ဖြစ်ရှိရအထူးတယ်ကေဝမိုင်းငါအတွက်ဝယ်ပါတယ်ကျွန်တော်ဆက်တွဲလိုက်တယ်ပေါ့အဲ့တော့အမေကငါအတွက်ဖနက်ဝယ်ပေးထားတယ်妈妈给我买了鞋子妈妈给我买了鞋子ငါကအဖြူရောင်ဖနက်ကိုကြိုက်တယ်我喜欢白色的鞋子我喜欢白色的鞋子我ငါက喜欢စာကြိုက်တယ်သဘောကျတယ်နှစ်သက်တယ်ပေါ့ဟုတ်ပြီနော်ကောင်းပြီကြိုက်ချင်းခံတဲ့အရာကတော့鞋子စာဖနက်ကိုအယောင်နဲ့အထူးပြုထားတာပေါ့နော်ဒီနံနဲ့白色စာအဖြူရောင်ဒါဆိုလို့ရှိရင်ဒီနံနဲ့အထူးပြုမှဖြစ်တဲ့ကြောင့်နောက်ဆက်ပုတ်တက်ထည့်ပေးရတယ်ဒီမှာတော့တက်ကိုဖြစ်တယ်လို့ပါလာပဲအဖြူရောင်ဖြစ်တယ်ပေါ့အဖြူရောင်ဖြစ်တော့ပေါ့နော်白色的鞋子白色的鞋子ကောင်းပြီအဲ့တော့ငါကအဖြူရောင်ဖနက်ကိုကြိုက်တယ်我喜欢白色的鞋子我喜欢白色的鞋子没ဖနက်ဘာရောကြိုက်လဲ你喜欢什么颜色的鞋子你喜欢什么颜色的鞋子အဲ့တော့颜色ဆိုတာအရောင်ကိုပြောတာနော်ကာလာအရောင်ကို颜色လို့ပြောတယ်အဲ့တော့ဒီနံကိုဘာလဲဆိုတဲ့မေကွန်းနံစာနဲ့အထူးပြုတယ်တရက်အထူးပြုတယ်နော်什么颜色ဘာအယောင်လဲပေါ့什么颜色အဲ့တော့你喜欢什么颜色ဆိုရင်မင်းဘာအယောင်ကြိုက်လဲကောင်းပြီအဲ့တော့ဖနက်ကိုဘာအယောင်ဆိုတဲ့စကားစုနဲ့အထူးပြုတာဒါဆိုထည့်ပြရတယ်ဘာအယောင်ဖြစ်တဲ့ဖနက်ပေါ့什么颜色的鞋子什么颜色的鞋子အဲ့တော့ဒီစကားစုဒီကြိုက်ချင်းခံရတဲ့အရာကိုဖော်ပြတာဒါကြောင့်မို့ကြိုက်တယ်ဆိုတဲ့ verb ရဲ့နောက်ကကံပုတ်ပေါ့အဲ့တော့မင်းကဘာအယောင်ဖြစ်တဲ့ဖနက်ပေါ့မြန်မာလိုဆိုတော့ဖနက်ဘာအယောင်ကြိုက်လဲပေါ့နော်你喜欢什么颜色的鞋子你喜欢什么颜色的鞋子ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ Chinese for All website e-learning membership program တွေကြိုဆိုပါရစေကျွန်တော် website မှာ member တစ်ကြိမ်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖက်အတန်ထွက်တဒါညံစမ်းတွေနဲ့ HSK တင်ငယ်စာတွေကိုခါမဲ့လေ့လာခွင့်ရမှာပါလေ့လာခွင့်ရရှိမဲ့ course တွေ80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video တင်ငယ်စာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တင်ကြားနည်းစနစ်တွေနဲ့လေ့လာခွင့်ရရှိမဲ့နမူနာတင်ငယ်စာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ချက်လက်တွေကိုတော့ Chinese for All page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျအခုသင်ခန်းစာလေးကိုဆက်လေ့လာချရအောင်ဒီဖနက်ကတိတ်သေးလွန်းတယ်这双鞋子太小了这双鞋子太小了这
这双鞋子ဒီဖက်နဲ့တရံဟာတဲ့ရှောင်းစာသေးငယ်တာပေါ့နော်ကောင်းပြီဒါက adjective နာမဝိသေသနာတစ်ခုဖြစ်တယ်ဒါဆိုကျွန်တော် degree ပြတဲ့ adverb နဲ့အထူးပြုတာပေါ့ tie စာအရန်ပေါ့အဲ့တော့ tie ဆိုတဲ့ adverb တော့ရသူနဲ့အတွဲလိုက်လက်စာလေးကတွဲပါတယ်တီးတန်းဘာသာပြန်စရာမလိုတော့ဘူး tie ပြီးတော့ adjective လက်စာအရန်လို့ဘာသာပြန်တယ်အဲ့တော့ tie ရှောင်းလက်ဆိုရင်တိတ်သေးလုံးနဲ့အရန်သေးနေတယ်ပေါ့နော်အဲ့တော့ဒီဖက်ကတိတ်သေးလုံးနဲ့这双鞋子太小了这双鞋子太小了ဒီဖက်နည်းနည်းကြီးတယ်这双鞋子有点大这双鞋子有点大အဲ့တော့有点ဆိုတာနည်းနည်းအနည်းငယ်လို့ဘာသာပြန်တယ်ပေါ့နော်ကောင်းပြီအဲ့တော့ဒီစကားစုကကြတော့ adjective ရဲ့ရှေ့ရလေအထူးပြုတယ်ဗျာနော်ဒါကြောင့်မို့တကြီးသောဆိုတဲ့ adjective ရဲ့ရှေ့ရလေအထူးပြုထားတယ်有点တာနည်းနည်းကြီးတယ်အဲ့တော့ရိုးတရားဆိုတဲ့စကားစုကိုတော့ရေသူကတတိထားရတယ်နံပါတ်1ရိုးတရားဆိုတာကသူက adjective ရဲ့ရှေ့ရတွဲရတယ်ပေါ့နော်ဒါကတရားပုံစံလေးပေါ့သူ့ကိုသုံးရတဲ့ရည်ရွယ်ချက်ကဘာလို့လဲဆိုတော့စိတ်တိုင်းမကြတဲ့ခံစားချက်ကိုဖော်ပြအောင်သုံးတာဥပမာကိုကဒီဖက်ကကြီးနေရဲ့အဲ့လိုကြီးနေတဲ့အတွက်ကိုကစိတ်တိုင်းမကြဘူးစိတ်ချနှံ့မှုမရှိဘူးဆိုလို့ရှိရင်ရိုးတရားတာလို့ပြောတယ်နည်းနည်းကြီးတယ်ပေါ့ကြီးတာအောင်မကြိုက်တဲ့ခံစားချက်ကိုပြောရနော်အဲ့တော့ဒီဖက်ကနည်းနည်းကြီးနေတယ်这双鞋子有点大这双鞋子有点大ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကနည်းနည်းဆိုတာကိုနောက်ထပ်ပုံစံတစ်မျိုးနဲ့လည်းသုံးလို့ရသေးတယ်နံပါတ်23မှာလေ့လာကြည့်ရအောင်ဒီဖက်နည်းနည်းပိုကြီးတယ်这双鞋子大一点这双鞋子大一点ဟောဒီမှာလဲ一点လို့သုံးထားတယ်ဒါကလည်းနည်းနည်းလို့ပဲဘာသာပြန်တယ်ဒါပေမဲ့ဒီစကားစုရဲ့ထူးခြားချက်ကြတော့ adjective ရဲ့နောက်မှာသုံးထားတာကိုတွေ့လိမ့်မယ်တာ一点ဟုတ်ပြီနော်တာ一点နောက်မှာသုံးထားတယ်ပြီးတော့သူ့ကိုသုံးရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့နှိုင်းယှဉ်မှုပြတာဖက်နက်နှစ်ရံပြထားတယ်ဟိုဖက်နက်ကသေးတယ်ဒီဖက်နက်ကကြီးတယ်အဲ့လိုနှိုင်းယှဉ်မှုပြတဲ့အခါမှာတော့一点ကိုသုံးတယ်အဲ့တော့ကျွန်တော်တို့မှတ်ထားရမှာ一点ဆိုတဲ့စကားစုဒီနည်းနည်းလို့ဘာသာပြန်တယ် adjective ရဲ့နောက်မှာသုံးတယ်နှိုင်းယှဉ်မှုပြအောင်သုံးတာဒါဆိုရင်နံပါတ်22ကိုပြန်ကြည့်လိုက်ဗျရိုးတရားစာလဲနည်းနည်းလို့ပဲဘာသာပြန်တယ်ဒါပေမဲ့ adjective ရဲ့ရှေ့ကနေအထူးပြုပေးတယ်သူကကြတော့စိတ်တိုင်းမကြတာတွေစိတ်ကျေနပ်မှုမရှိတာတွေကိုဖော်ပြတာဟုတ်ပြီနော်အဲ့တော့ဖက်နက်ကကြီးနေတယ်အဲ့အတွက်ကိုကစိတ်တိုင်းမကြောက်ကြီးနေတာကိုမကြိုက်လို့ရှင်ရိုးတရားတာလို့ပြောတယ်အဲ့လိုမဟုတ်ဘဲနဲ့ဖက်နက်ကနည်းနည်းပိုကြီးတယ်တခြားတရံထက်စာရင်သူကစိတ်တိုင်းမကြတာကိုပြောတာမဟုတ်နော်ဟိုအရန်ထက်ဒီအရန်ကနှိုင်းရှင်းမှုပြလိုက်တာကြီးနေတယ်ဆိုရင်တာဤတရားလို့ပြောတယ်အဲ့နှစ်ခုကိုကွယ်ပြသဘောပေါက်ဖို့လိုရနော်တေချာလေးပြန်ကြည့်ပေါ့အဲ့တော့ဒီဖက်နက်နည်းနည်းပိုကြီးတယ်ဒါကနှိုင်းရှင်းမှုပြလိုက်တာ这双鞋子大一点这双鞋子大一点大概我在搜喷奶吧，这是我最喜欢的鞋子，这是我最喜欢的鞋子，这大概是批发来的。အဲ့တော့我喜欢啥我ကြိုက်တယ်အဲ့တော့喜欢ဆိုတဲ့ verb ကို degree ပြတဲ့ adverb 最နဲ့အထူးပြုထားတယ်အဲ့တော့ adverb တွေဒီ verb တို့မဟုတ် adjective ရဲ့ရှေ့ရပဲအထူးပြုရတယ်ဗျဒီနေရာမှာ最ဆိုတဲ့ adverb ကတော့ degree အမြင့်ဆုံးပေါ့ superlative degree ကိုဖော်ပြအောင်အတွက်သုံးတာအဆုံးလို့ဘာသာပြန်တယ်အဲ့တော့最喜欢啥အကြိုက်ဆုံး我最喜欢啥ငါအကြိုက်ဆုံးအဲ့တော့ဒီစကားစုနဲ့写字ဖက်နက်ဆိုတဲ့နာမ်ကိုအထူးပြုတယ်ဒါဆိုနောက်ဆက်ပုတ်လေးထည့်ပေးရတယ်ဒီမှာတော့ verb ကိုခံပြီးတုံးထားတာဖြစ်ကြောင့်တဲ့လို့ဘာသာပြန်တယ်ငါအကြိုက်ဆုံးဖြစ်တယ်ပေါ့နော်我最喜欢的鞋子 okay ဒါကငါအကြိုက်ဆုံးဖက်နက်ပါ这是我最喜欢的鞋子这是我最喜欢的鞋子ငါနေတိုင်းဒီဖက်နက်ကိုစီးတယ်我每天穿这双鞋子我每天穿这双鞋子我ငါက每天စာနေတိုင်းပေါ့နော်ကောင်းပြီအဲ့တော့每天ဆိုတာကနေတိုင်းဆိုတာကရက်နေ့တွေများပြားတာကိုဖော်ပြဒါဆိုရင်သူ့ကိုပေါ်လွင်အောင်ဖော်ပြတဲ့တိုးဆိုတဲ့ adverb လေးကိုကတ်သုံးပေးလေးရှိတယ်နော်တိုးကတော့ adverb ဖြစ်တယ် trans ဆိုတဲ့ verb ဖြစ်ရှိရအထူးပြုတယ်အဲ့တော့ဒီနေရာမှာတိုးကထည့်သုံးလဲရတယ်ထည့်မသုံးလဲရတယ်သူ့ကိုထည့်သုံးခြင်းအပြင်နေတိုင်းဆိုတဲ့စကားစုကိုအရေးအတွက်ပမာဏများပြားကြောင်းပေါ်လွင်စေတယ်မထည့်တယ်ဘာမှတော့မဖြစ်ဘူးပေါ့နော်ကောင်းပြီအဲ့တော့ trans ဆိုတာကနော်ကျွန်တော် highlight ပြထားတယ်ဘာလို့လဲဆိုတော့ trans ဆိုဝတ်ဆင်တာကိုပြောတာဗျဥပမာအင်ချီဝတ်တယ်ဆိုရင် trans 衣服လို့ပြောတယ်ဘောင်းမီဝတ်တယ်ဆိုရင် trans 裤子လို့ပြောတယ်နောက်တစ်ခုကဖက်နက်စီးတာကိုလည်း trans လို့ပဲပြောတယ်ဟုတ်ပြီနော်အဲ့တော့လူမှာဝတ်ဆင်တာတွေပေါ့နော်ခန္ဓာကိုယ်မှာဝတ်ဆင်တာတွေကအဓိကကြတာနဲ့အဓိကမကြတာရှိတယ်ဗျအဓိကကြတဲ့ဟာတွေကတော့အင်ချီရဲ့ဘောင်းမီ
စကတ်ပေါ့နော်အပေါ်ပိုင်းအောက်ပိုင်းပေါ့အဓိကနော်ဝယ်ရတဲ့ဟာပြီးလို့ရှိရင်ဖက်နက်ပေါ့ဒီ၃မျိုးအဓိကချတဲ့အရာဆိုထွန်းလို့ပြောတယ်အကယ်၍ကျန်တဲ့အရာတွေပေါ့ဟိုမှာအုတ်ထုပ်တို့ဘာတို့စသဖြင့်ပေါ့ဗျာအဲ့ဒါဆိုလို့ရှိရင်ထွန်းလို့မပြောတော့ဘူးနော်ကောင်းပြီတခြားအစင်တစားတွေပေါ့နာယီတို့လက်စွပ်တို့ဒါဆိုရင်ထွန်းလို့မပြောတော့တော့ထွန်းကပါလေအဓိက၃ခုပဲပြောတယ်အပေါ်ပိုင်းအောက်ပိုင်းအပေါ်ပိုင်းဆိုအင်ဂျီပေါ့အောက်ပိုင်းဆိုရင်ယောက်ျားလေးဆိုဘောက်ပြီးမိန်းကလေးဆိုစကတ်ထမိန်ပစိုးစသဖြင့်ပေါ့ဗျာပြီးရင်ဖက်နက်အဲ့၃မျိုးကိုထွန်းလို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့ထွန်းဝတ်စင်တယ်ဝတ်စင်ချင်းခံရတဲ့အရာဖက်နက်ဆိုစီးတယ်ပေါ့နော်စီးချင်းခံတဲ့အရာဖက်နက်ဖြစ်တယ်ထွန်းရှယ်字အဲ့တော့ဖက်နက်ကိုမှကျွန်တော်အထူးပြုထားတယ်这双鞋子ဒီစကားစုကတော့ဒါအများကြီးတည်ပြီးနေပြီเนาะဓာတ်ရိုက်ပဲပြောတော့မယ်这双鞋子 okay အဲ့တော့ငါနေ့တိုင်းဒီဖက်နက်ကိုစီးတယ်我每天穿这双鞋子我每天穿这双鞋子没不喽မျိုးဖက်နက်ကြိုက်လဲ你喜欢什么样的鞋子你喜欢什么样的鞋子你မင်းက喜欢စာကြိုက်တယ်ကြိုက်ချင်းကတဲ့အရာပါလဲ鞋子ဖက်နက်အဲ့ဒီဖက်နက်ကိုကျွန်တော်တို့မေကွန်းနန်စာ什么样စာနဲ့အထူးပြုထားတာအဲ့တော့什么样ကအမျိုးအစားအောင်မေးတာနော်အမျိုးအစားအောင်မေးတာအဲ့တော့ဒီမေကွန်းနန်စာနဲ့နန်ကိုအထူးပြုလဲတခံသုံးပေးရတယ်နော်အဲ့တော့什么样ဘယ်လိုမျိုးလဲဒီမှာမှားမယ်နော်အတန်အတွက်ဘာလို့လဲဆိုတော့သူနဲ့ဆင်တဲ့အတန်လေးရှိ怎么样စာရှိတယ်သူကအခြေအနေကိုမေးတာ怎么样ဆိုတာဘယ်လိုလဲအဲ့ဒါအခြေအနေကိုမေးတာ怎么样ဒါကြတော့什么样ဒါကြတော့ဘယ်လိုမျိုးလဲအမျိုးအစားအောင်မေးတာနောင်းနေရဲ့အမျိုးအစားအောင်မေးတာအဲ့တော့什么样的鞋子ဆိုတာဘယ်လိုမျိုးဖက်နက်လဲတဲ့အဲ့တော့မင်းဘယ်လိုမျိုးဖက်နက်ကြိုက်လဲ你喜欢什么样的鞋子你喜欢什么样的鞋子ငါမနေ့ကဖက်နက်2ရန်ဝယ်လိုက်တယ်我昨天买了2双鞋子我昨天买了2双鞋子我ငါက昨天စာမနေ့ကဒါကအချိန်ပြတဲ့နံတစ်ခုဖြစ်တယ်အချိန်ပြနံတွေက verb ဖြစ်ရှိရအထူးပြုတယ်တိုးပေမဲ့လည်း subject ရှိမှထားလဲရတယ်ဆိုလိုတာ昨天我买了ဆိုလဲရတယ်နော်ကောင်းပြီထားပါတော့အဲ့တော့买စာဝယ်တယ်ဒါက verb တစ်ခုဖြစ်တယ်ဝယ်ခြင်းခံတာ鞋子ဖက်နက်အဲ့တော့ဖက်နက်ကိုကျွန်တော်တို့2ရန်စာနဲ့အထူးပြုတာ2ရန်双အဲ့တော့ဒီမှာနှစ်ကနန်းကိုသတိထား2နဲ့မသုံးနော်ရေပွားဖြစ်တော့ကျွန်တော်မျိုးပြစလုံးပါရေ69ရာခိုင်နှုန်းအထိကို2ရန်ဆိုတဲ့စကားလုံးကိုသုံးတယ်အတန်ထွက်ကိုသုံးတယ်ပေါ့ဘာလို့လဲဆိုတော့နှစ်အတန်ထွက်က2လို့လည်းသုံးတယ်2ရန်လို့လည်းသုံးတယ်ဒီမှာ2双လို့မသုံးနော်2ရန်双လို့သုံးတယ်ကောင်းပြီအဲ့တော့တင်ချာမျိုးပြနန်းရဲ့ရှိရအထူးပြုတယ်ဒါကြောင့်မို့2ရန်双鞋子ဆိုပြီးဖြစ်လာတယ်ပေါ့ကောင်းပြီဒါဆိုရင်ဒီလက်ပုံမှန်တိုင်းဆိုရင်ဝက်ချရဲ့နောက်ဆုံးမှာနေလေးရှိပေမဲ့ကန်ပုတ်အစိပ်ပန်းထဲမှာ1 2 3လေးဒီလိုကဏ္ဍလေးပါနေတဲ့ကြောင့် van နောက်မှာကပ်ပြီးသုံးထားပါတယ်โอเคဒါဆိုရင်ငါမနေ့ကဖက်နက်2ရန်ဝယ်လိုက်တယ်我昨天买了2双鞋子我昨天买了2双鞋子没ဖက်နက်ပမာဝယ်ခဲ့တာလေ你的鞋子在哪里买的你的鞋子在哪里买的你的鞋子စာဖက်နက်ကို你ဆိုတဲ့ပုဂ္ဂလနဲ့စာနဲ့အထူးပြုတာပေါ့တက်ထည့်ပေးရနော်你的鞋子မင်းရဲ့ဖက်နက်ကမိုင်းစာဝယ်တယ်ကောင်းပြီအဲ့မှာကျွန်တော် webat သုံးတာ size စာ webat ပေါ့နော်အဲ့တော့ size ကမှာပေါ့နော်သူက webat နော် webat ဆိုတော့နေရာကိုဖော်ပြတယ်သူရဲ့နောက်မှာနေရာကိုမေးတဲ့မေကွန်တို့မဟုတ်အဖြေစကလုံးစကစုတွေကိုသုံးလို့ရဒီမှာတော့မေကွန်နဲ့စာသုံးတာနော်ဇိုင်နာလီ webat ကရှေ့ရနေရနော်မြန်မာကျတော့ဘယ်မှာတရုတ်ကျတော့မှာပဲဇိုင်နာလီပြီးတော့မှ verb ကိုအထူးပြုတယ်ဇိုင်နာလီမိုင်းဝယ်တယ်ဒါကတော့ဒီအတိတ်ကလာပေါ့နော် past tense ကိုဖော်ပြအောင်တက်သုံးတာကျွန်တော်တို့ကအတိတ်ကအချိန်တို့မဟုတ်နေရာပုံစံတွေကိုမေးတဲ့အခါမှာတော့အတိတ်ကိုပေါ်လင်းဖို့အတွက်ဝါကြနောက်ဆက်ပုတ်တက်စာလေးကိုနောက်မှာသုံးပြီးတယ်ဟုတ်ပြီနော်အကယ်၍ကျွန်တော်တက်မပါရင် future tense လို့လည်းပြောလို့ရတယ်ဆိုလိုတာစိုင်နာလိမိုင်းဆိုရင်ဘာမှဝယ်မှာလဲမဝယ်ရသေးဘူးနော်စိုင်နာလိမိုင်းဘာမှဝယ်မှာလဲသို့ပေမဲ့စိုင်နာလိမိုင်းတက်ဆိုရင်ဘာမှဝယ်ခဲ့တာလဲအဲ့တော့ past tense ဖြစ်ဖို့အတွက်ဒီတက်ဆိုတဲ့စကားလုံးကအထူးပြုပေးသွားတာပေါ့နော်ရည်ညွှန်းလိုက်တာပေါ့ okay ဒါဆိုရင်မင်းဖတ်ဘာမှဝယ်ခဲ့တာလဲ你的鞋子在哪里买的你的鞋子在哪里买的အဲ့တော့ပြန်ဖြေမယ်ဖြေတဲ့အခါနားလီဆိုတဲ့နေရာမှာကိုဖြေခြင်းနဲ့အဖြေလေးတွေကိုပြန်ထည့်ပြီးဖြေလို့ရတယ်ပေါ့ဆိုလိုတာတော့我的鞋子在超市买的超市စာ supermarket ဟုတ်ပြီနော်အဲ့တော့ supermarket မှာဟုတ်ပြီမြန်မာကျတော့ supermarket မှာတရုတ်ကျတော့ webat ကရှေ့ရနေတယ်在超市မှာ supermarket ပြီးတော့ verb ကိုအထူးပြုတော့ဝယ်တယ် past tense ဖြစ်တဲ့ကြောင့်နောက်မှာဒါလေးကိုထည့်သုံးထားတယ်ပေါ့在超市买的 supermarket မှာဝယ်ခဲ့တာပါဟာလေငါရဲ့ဖက်နက်我的鞋子အဲ့တော့ငါဖက်နက်က supermarket မှာဝယ်ခဲ့တာပါ我的鞋子在超市买的我
我的鞋子在超市买的。我 online ပေါ်မှာဖနှက်ဝယ်လိုက်ပြီ我在网上买了鞋子我在网上买了鞋子အဲ့တော့网上ဆို online ပေါ်မှာ online ပေါ်ပေါ့နော်网上 online ကောက်ပြီး在က website ပဲเนาะဒီမှာအဲ့တော့ website ဖြစ်တဲ့ကြောင့်သူကကံပိုးရဲ့ရှေ့ရတုံးတယ်在网上 online မှာမိုင်းစာဝယ်တယ်ကောက်ပြီးလက်ဒါကတော့အခြေအနေပြောင်းလဲသွားကြအောင်ဖော်ပြတာပြောတဲ့ခြေပါဖြစ်တာလဲဝယ်ပြီးသွားပြီပေါ့买了鞋子အဲ့တော့ငါ online ပေါ်မှာဖနှက်ဝယ်လိုက်ပြီ我在网上买了鞋子我在网上买了鞋子我在网上买了鞋子သူငါဖနှက်ကိုတနင်းလိုက်ပြီ他踩到我的鞋子了他踩到我的鞋子了他သူက踩到ဆိုတာတနင်းမိတာပေါ့踩ဆိုတာနင်းတာတောက်ဆိုတာဒါဖြစ်စွက်ပုံအနေနဲ့သုံးထားပါတော့အထီတွေကိုဖော်ပြလိုက်နင်းမိသွားတယ်踩ရနင်းတယ်踩到ဆိုနင်းလိုက်တဲ့အတွက်နင်းမိသွားတယ်踩到ဟုတ်ပြီနော်ကောင်းပြီအဲ့တော့我的鞋子ငါရဲ့ဖနှက်ကိုလက်ဒါကတော့အခြေအနေပြောင်းသွားပြီပေါ့နော်ခုနကမနင်းသေးဘူးအခုတော့တနင်းမိသွားပြီပေါ့အခြေအနေပြောင်းသွားပြီလက်ဟုတ်ပြီနော်အဲ့တော့သူငါဖနှက်ကိုတနင်းလိုက်ပြီ他踩到我的鞋子了他踩到我的鞋子了他踩到我的鞋子了好ငါဖနှက်ပေသွားပြီ我靠我的鞋子脏了我靠我的鞋子脏了我靠ဆိုတာကwhat the fuck ဒီမှာတော့ဆဲတာမဟုတ်တော့ဟာဒုက္ခပဲသွားပါပြီဒီလိုရည်ရွက်တာပေါ့နော်ဒီမှာသတိထားနော်ဒီအတန်ထွက်ကို wall လို့မဖတ်နဲ့နော်ဒီမှာတော့ wall လို့ဖတ်ပေမဲ့ဒီမှာတော့ wall လို့ဖတ်တယ်သူအတွဲလိုက်အတန်我靠အတန်ပြောတော့我靠မဟုတ်တော့我靠我的鞋子ငါရဲ့ဖနက်က脏စာညစ်ပတ်တာကိုပြောတာဟုတ်ပြီနော်အဲ့တော့လက်ကပါလေအခြေအနေပြောင်းသွားခုနကသူမနင်းခင်ကဘာမှဖြစ်ဘူးလေတန့်နေတယ်သူလည်းနင်းလိုက်ညစ်ပတ်သွားတယ်အဲ့တော့ညစ်ပတ်သွားပြီဆိုတာအမှန်တော့ပါလေပေသွားပြီဆိုတဲ့သဘောညစ်ပတ်တယ်ဆိုတာပေကျင်တာပေါ့အတူတူပဲနော်စကလုံးပြောင်းသုံးစရာမလိုညစ်ပတ်တာအကြောင်းပေတာကတော့တလုံးမဟုတ်เนาะ脏မယ်โอเคအဲ့တော့ဟာငါဖက်ပေသွားပြီ我靠我的鞋子脏了我靠我的鞋子脏了ငါဖက်တုပ်နေတယ်我在擦鞋子我在擦鞋子我ငါက擦စာတုပ်တာဟုတ်ပြီเนาะပုတ်တိုက်တာတုပ်တာပေါ့ဥပမာပေသွားတဲ့ဟာတုတ်တာတော့ဥပမာချွေးတုတ်တယ်ဆိုရင်ခြာဟန့်လို့ပြောတယ်ဥပမာနေပူလို့လေချွေးတွေစီးကြလာတယ်မလားဒါဆိုချွေးတုတ်တယ်ခြာဟန့်လို့ပြောဟန့်ဆိုတာချွေးကိုပြောတာเนาะအဲ့တော့ခြာစာလို့တုတ်တာကိုပြောတာเนาะစပွဲခုံတွေပါတုတ်တယ်ပေါ့အဲ့လိုပကံတွေပါတုတ်တယ်ပေါ့အဲ့တော့ရှယ်စစ်ဆိုတာဖက်နဲ့ခြာရှယ်စစ်ဆိုတာဖက်နဲ့တုတ်တယ်အဲ့တော့正在ဆိုတာ adverb တစ်ခုဖြစ်တယ်တစုံတစ်ခုကိုလုံနေတော့လုံနေစဲအခြေအနေတစ်ခုထဲမှာအခြေအနေတစ်ခုထဲမှာရောက်ရှိနေတာပေါ့နော်အဲ့တော့ဒီ adverb ဖြစ်တဲ့ကြောင့် verb ဖြစ်ရှိအထူးပြုတယ်ဒါပေမဲ့ကျွန်တော်တို့ကနှစ်တန်အပြည့်သုံးစရာမလို在ဆိုတဲ့တတန်ထွက်ရင်လုံလောက်တယ်အဲ့တော့在擦鞋子ဆိုတာဖက်နဲ့တုံနေတယ်ပေါ့ခုနပေသွားလို့ဖက်နဲ့ကိုတ िश ူးလေးနဲ့ပြန်တုတ်တာပေါ့နော်ငါဖက်နဲ့တုံနေတယ်我在擦鞋子我在擦鞋子ငါဖက်နဲ့တုတ်လို့ပြောင်းသွားပြီ我把鞋子擦干净了我把鞋子擦干净了我ငါက把鞋子စာဖက်နဲ့ဒီမှာပါဆိုတာက we back ကိုသုံးထားတာပေါ့ဖက်နဲ့ကိုမြန်မာလိုကြတော့ဖက်နဲ့ကိုတရုတ်လိုကြကိုဖက်နဲ့ we back ကရှေ့ရနေရပေါ့နော်把鞋子擦စာတုတ်တယ်အဲ့တော့ we back စကားစုကအမြဲတမ်း verb ဖြစ်ရှေ့အထူးပြုတယ်把鞋子擦ပြီးတော့သူနောက်မှာရက်လက်ကိုသုံးထားတုတ်လိုက်တဲ့အတွက်ဘာဖြစ်သွားလဲတန့်သွားတယ်တန့်တယ်ဆိုတာပြောင်းသွားတာပေါ့နော်တန့်ရှင်းသွား擦干净အဲ့တော့အခြေအနေပြောင်းသွားပြီဆိုတော့နောက်ကပါတယ်လက်擦干净了တုတ်လို့ပြောင်းသွားပြီโอเคအဲ့တော့ဒီမှာပါအောင်သုံးရတဲ့ရည်ရွယ်ချက်လေးကိုပြောပြမယ်နော်ပါအောင်သုံးရတာပြောင်းလဲမှုကိုဖော်ပြအောင်အတွက်သုံးတာဖနက်သူ့ရဲ့နောက်မှာသုံးထားတဲ့ကံပုတ်ဒီပြောင်းလဲမှု၄ခုတည်းတစ်ခုပြောင်းလဲသွားတယ်ဥမာနေရာပြောင်းသွားတယ်ပုံစံပြောင်းသွားတယ်အခြေအနေပြောင်းသွားတယ်စသဖြင့်ပေါ့နော်ဒီမှာဆိုရင်ဘာပြောင်းသွားတာလဲအခြေအနေပြောင်းသွားတာဖနက်ဒီခုနတော့ဘာဖြစ်နေလဲညစ်ပတ်နေတဲ့အခြေအနေရတွေကန်းချင်းစာတန့်ရှင်းနေတဲ့အခြေအနေကိုပြောင်းသွားတယ်အဲ့လိုပြောင်းလဲမှုတစ်ခုဖော်ပြခြင်းအဲ့ကံပုတ်တွေကိုပါဆိုတဲ့ we back ခံပြီးတော့သုံးပေးလေးရှိတယ်ပေါ့ဒါကြောင့်မို့我把鞋子擦干净了ငါဖနက်တုပ်လို့ပြောင်းသွားပြီငါကဖနက်ကိုတုပ်လိုက်တာပြောင်းသွားပြီပေါ့ပြောရရင်တော့ငါရဲ့ဖနက်ကငါတုပ်လိုက်တာပြောင်းသွားပြီဒီလိုပြောတာ我把鞋子擦干净了我把鞋子擦干净了ငါဖနက်မှားစီးမိပြီ我穿错了鞋子我
我穿错了鞋子我ငါက穿ဆိုတာဒီနေရာဖနက်ကိုစီးတာပြောတာပေါ့နော်ဖနက်စီးတာကို穿လို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့错ဆိုတာမှားယွင်းတယ်သူကလည်းဒါရလက်ဖြစ်စပုတ်ပဲပေါ့နော်စီးလိုက်တဲ့ချိန်မှာဘာဖြစ်သွားလဲမှားသွားပြီသူများဖနက်ကြီးဖြစ်နေပြီဟုတ်ပြီနော်အဲ့တော့ရလက်ဖြစ်တဲ့ကြောင့်နောက်မှာဘာလေးတော့တုံးပေးတာလဲလက်စာလေးတုံးပေးတယ်အဲ့တော့穿错了စာမှားပြီးတော့စီးမိသွားပြီပေါ့ရှေ့字စာဖနက်ကိုပြောတာပါအဲ့တော့ဖနက်ကိုမှားစီးမိပြီသူများဖနက်ကိုမှားစီးမိသွားတယ်ပေါ့我穿错了鞋子我穿错了鞋子我穿错了鞋子ဒီဖနက်ငါစီးလို့မတော်ဘူး这双鞋子我穿不下这双鞋子我穿不下这双鞋子ဒါကတော့တီးပြီးသားပေါ့နော်ဒီစကားစုကရှေ့မှာအများကြီးရှင်းပြတာဒီဖနက်တရံငါတဲ့ဝါငါက穿စာစီးတယ်ပူရှာအဲ့မှာရှာဆိုတဲ့အသုံးနှုန်းလေးဒီစကားလုံးအကြောင်းကိုပြောပြမယ်ဒီတော့ကျောင်းသားတွေကဒီစကားလုံးနဲ့မစိမ့်ဘူးပြနော်အဲ့တော့ရှာရဲ့အတိတ်ပဲကနောင်အနေနဲ့တော့ရင်အောက်လို့ဘာသာပြန်တယ်ပြီးတော့ကျွန်တော်တို့က verb အနေနဲ့သုံးတော့ဆင်းတယ်လို့ဘာသာပြန်တယ်ဆင်းသည်ပေါ့နော်အောက်ကိုဆင်းသည်ပေါ့နောက်တစ်ခုက adjective အနေနဲ့သုံးရင်တော့လာမိလို့ဘာသာပြန်တယ်ဥပမာရှာကျိုးဆိုရင်လာမိရသက်တစ်ပတ်ရှာကိုရွတ်ဆိုရင်လာမဲလเนาะဒါက adjective အနေနဲ့သုံးတယ်ဒါဆိုရင် तू က noun အနေနဲ့သုံးရင်အောက် verb အနေနဲ့သုံးရင်ဆင်းသည် adjective အနေနဲ့သုံးရင်လာမိဒါဆိုရင်အခုဒီမှာ verb အနေနဲ့ပဲသုံးထားတာပဲဒါပေမဲ့ main verb မဟုတ်ဘူးဗျာเนาะဒီ trans ဆိုတဲ့ verb ရဲ့နောက်မှာဖြစ်စွပ်ပုတ်အနေနဲ့သုံးထားတာဟုတ်ပြီနော်ဒီ verb ကိုဖြစ်စွပ်ပုတ်အနေနဲ့သုံးထားပြီဆိုရင်ဆန့်တယ်လို့ဘာသာပြန်တယ်အဲ့တော့ပူရှာဆိုတော့မဆန့်ဘူးပေါ့ထွန်းပူရှာဆိုစီးလို့မဆန့်ဘူးအဲ့တော့ဖနက်ကိုခြေထောက်ထည့်လိုက်ရင်ဖနက်ကသေးနေကိုခြေထောက်ကကြီးနေဆန့်လားမဆန့်ဘူးအေးအဲ့လိုပုံစံမျိုးပေါ်ပြခြင်းဒီလိုသုံးတယ်အဲ့တော့ထွန်းတစ်ခုနဲ့သုံးတာမဟုတ်ဘူးနော်တခါလေကိုကစားတာများသားလို့စားလို့မဆန့်တော့ဘူးဘိုက်မဆန့်တော့ဘူးဆိုစားတာဘယ်လိုပြော吃不下လို့ပြော啊不好意思我吃不下了不好意思不好意思啥不好意思နော်အမြန်ဆိုလိုက်တော့不好意思不好意思我吃不下了အားနာလိုက်တာကွာငါဘိုင်းမဆန့်တော့လို့ဒီလိုပြောတာအဲ့မှာဘိုင်းမဆန့်ဘူးဘယ်လိုပြောလဲ吃不下တခါလေကားကဥပမာ9ယောက်ပဲထိုင်လို့ရမယ်ကားကို9ယောက်လောက်ပေါင်းပြီးတော့ငှားလိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲစော့ဘူးရှာထိုင်လို့မဆန့်ဘူးကားထဲမှာလူတွေကထိုင်လို့မဆန့်တော့ဘူးလေဒါဆိုထိုင်တော့စော့လို့ပြောစော့ဘူးရှာထိုင်လို့မဆန့်ဘူးတခါလေစပွဲပေါ်မှာစာအုပ်တွေအများကြီးတင်ထားတယ်တင်လို့မဆန့်ဘူးထားလို့မဆန့်ဆိုဖန့်ဘူးရှာအဲ့လိုပုံစံမျိုးတွေမှာသုံးတာဗျာเนาะအဲ့တော့ရှာဆိုတာကဒီနေရာမှာဖြစ်စွပ်ပုတ်အနေနဲ့သုံးရင်ဆန့်တယ်မဆန့်ဘူးဆိုတဲ့အတိတ်ပဲနဲ့သုံးတာကျွန်တော်မြန်မာလိုကြတော့ဖနက်စီးလို့မဆန့်ဘူးဆိုတမျိုးဖြစ်နေပါလေဖနက်ကြမတော်ဘူးပေါ့ခြေထောက်နဲ့မတော်ခြေထောက်မဆန့်ဘူးပေါ့ဖနက်ကတေးပြီးခြေထောက်ကကြီးနေတယ်ဒီသဘောမျိုးကိုပြောတာโอเคเนาะဒါဆိုရင်ဒီဖနက်ကစီးလို့မတော်ဘူး这双鞋子我穿不下这双鞋子我穿不下ဖနက်အရန်ကြက်တယ်ခြေထောက်တောင်နာတယ်鞋子太紧了脚都疼了鞋子太紧了脚都疼了鞋子ဖနက်က紧စာကြက်တာကိုပြောတာဟုတ်ပြီနော်ထိုက်လက်စာအရန်ဟုတ်ပြီနော်ထိုက်ကအရန်ပဲသူ့ကိုတော့ရဲ့ adjective ပြီးတော့နောက်မှာလက်စာလေးတွဲပါတယ်နော်အဲ့တော့ထိုက်ချင်လက်စာအရန်ကြက်တယ်တဲ့ဖနက်ကအရန်ကြက်တယ်သေးနေတာကိုခြေထောက်ကကြည့်ပြီးဖနက်ကသေးနေတော့ဖနက်ကအရန်ကြက်တယ်鞋子太紧了အဲ့တော့ကွာဘာဖြစ်သွားရလဲခြေထောက်နာသွားပြီပေါ့အဲ့တော့ကြောင်းစာခြေထောက်ထုံစာနာချင်တာအဲ့တော့ကျွန်တော်တို့ထုံလို့လည်းပြောတယ်ထုံလို့လည်းပြောတယ်ဒါကမြောက်ပိုင်းဒေတာလေတန်းနဲ့တခြားဒေတာလေတန်းစကားပြောဒီအတန်ထွက်လေးကွာသွားတာပေါ့နော်အမှန်တော့ထုံလို့ပြောလဲရတယ်ထုံလို့ပြောလဲရတယ်ကောင်းပြီလက်စာပြီးလက်ကဘာဖြစ်လို့သုံးတာလဲဆိုတော့ခုနကမနာသေးဘူးလေအခုနာသွားပြီအခြေအနေပြောင်းလဲသွားကြောင်းကိုသုံးတာဒါဆိုရင်တိုးစာဘာလို့သုံးတာလဲဒီမှာတော့တောင်မလို့ဘာသာပြန်တာကောင်းပြီကျွန်တော်ကဘာသာပြန်တာကိုရှင်းပြချင်တာမဟုတ်ဘူးသူ့ကိုသုံးသွားတဲ့ပုံစံတိုးဆိုတာကဒီနေရာမှာ complaint တက်တာဟုတ်ပြီနော် complaint တက်တာ blame လောက်တာစိတ်တိုင်းမကြောက်တာစိတ်ချနှံမှုရှိတဲ့ခံစားချက်တွေ negative feeling တွေကိုသုံးဖို့တော့တာအဲ့တော့ခြေထောက်နာတယ်ကြောင်ထုံလို့ဆိုရင်ခြေထောက်နာတယ်ဟုတ်ပြီနော်ခြေထောက်နာတဲ့ခံစားချက်ကကိုကြိုက်တာမဟုတ်ဘူးမကြိုက်ဘူးမကြိုက်တဲ့အခါတိုးစာလေးကိုထည့်ပြီးခြေထောက်တောင်နာတယ်ကွာခြေထောက်နာတာကိုမချေနဲ့ကြောင်းခံစားချက်ပေါ်လင်အောင်တိုးစာကိုထည့်သုံးထားတာဟုတ်ပြီနော်ကြောင်都疼了 okay အဲ့တော့ဖနက်အရန်ချက်တယ်ခြေထောက်တောင်နာတယ်鞋子太紧了脚都疼了鞋子太紧了脚都疼了ဖနက်ကခြေထောက်ပေါက်တယ်ငါမကြိုက်ဘူး鞋子磨脚我不喜欢鞋子磨脚我不喜欢အဲ့တော့တခါလေးမှာကျွန်တော်ဖနက်အစ်တွေဝယ်လာလို့ရှိရင်အခုမှစစီပါပဲခြေထောက်ပေါက်တယ်ဆိုဥပမာဒီခြေကွာချားမှာဖြစ်ဖြစ်ခြေတန်းတို့ခြေမတို့နေရာဖြစ်ဖြစ်ခြေဖနှောက်နေရာတွေဖြစ်ဖြစ်ဘာဖြစ်သွားလဲပုံပဲ့သွားတာပေါ့အဲ့ဒါကို磨脚လို့ခေါ်တယ်磨စာဘာဖြစ်တာလဲပွန်းပြီးတော့တိုက်စားသွားတာပေါ့ဥပမာအရေပြားတွေပါစုပ်ပြတ်သွားတာအကြီးကြီးဖူးတွေထသွားတာအဲ့လိုပွန်းတိုက်
တွန်းတိုက်ပုံးပဲ့သွားတာပေါ့နော်အဲ့လိုနော်ကြောင်ဆိုတာခြေတော့အဲ့တော့မောကြောင်ဆိုတာခြေတော့ပေါက်တယ်ပေါ့ပြောရအောင်ဗျာခြေတော့အကြီးပြားတွေစုပ်ပြဲသွားတယ်အကြီးကြီးဖုတွေပေါက်သွားတယ်ဒါကိုပြောတာအဲ့တော့写字မောကြောင်ဆိုတာဖက်နှက်ကခြေတော့ပေါက်တယ်တဲ့我ငါက喜欢ကကြိုက်တယ်不喜欢ဆိုတာမကြိုက်ဘူးပေါ့အဲ့တော့ဖက်နှက်ကခြေတော့ပေါက်လို့ငါမကြိုက်ဘူးကွာ写字磨脚我不喜欢写字磨脚我不喜欢哈亏了呀我ဖက်နှက်ကိုကိုက်လိုက်ပြီ我去小狗咬了我的鞋子我去小狗咬了我的鞋子我去ဆို what the fuck ဆဲတာမဟုတ်နော်ဟာဒုက္ခပဲတွားပြီကွာအဲ့လိုညီတွားတာရှေ့မှာတစ်ခုတင်ခဲ့တယ်ပါလေ我靠နောက်တစ်မျိုးကအခုတင်တယ်我去နောက်တစ်မျိုးရှိတယ်我操သူကနည်းနည်းပိုရိုင်းလို့နော်သူက操လို့ပဲ操ဆိုတာနည်းနည်းရိုင်းတာပေါ့နော်သူက我去我靠我操အဲ့လို၃မျိုးသုံးတာရှိတယ်နော်ရှောင်းကိုဆိုတာခွေးကလေးကရောင်ဆိုတာကြိုက်တာနော်သူကသွားနဲ့ကြိုက်လိုက်တာရောင်လက်ဆိုတာကြိုက်လိုက်ပြီးဘာလို့လက်တော့လဲခုနကမကြိုက်သေးဘူးဖက်နှက်ကအကောင်ရွေးရှိတယ်အခုတော့ခွေးပစက်ထဲကိုရောင်သွားပြီရောင်လက်ကြိုက်ပလိုက်ပြီးတဲ့ဘာလို့လဲကြိုက်ချင်းခံရလား我的鞋子ငါရဲ့ဖက်နှက်အဲ့တော့ဟာခွေးလေးငါဖက်နှက်ကိုကြိုက်လိုက်ပြီး我去小狗咬了我的鞋子我去小狗咬了我的鞋子ငါဖက်နှက်မတွေ့တော့ဘူးခွေးကကြိုက်ရုံမဟုတ်ခြီသွားပြီဖက်နှက်ကိုမတွေ့တော့我的鞋子不见了我的鞋子不见了အဲ့တော့鞋子ဖက်နှက်ပေါ့နော်我နဲ့အထူးဘူးတယ်တဲ့နောက်ဆက်ပုတ်သုံးပေးထားတယ်我的鞋子ငါဖက်နှက်ကကြံဆိုတာမြင်တွေ့တာကိုပြောတာကြံသိရမလားမနှက်ဖြန်တွေ့ကြမှာဆိုမြင်天ကြံလို့စိုက်ကြံလို့သုံးကြတယ်နောက်မှတွေ့မယ်ဒီလိုအဲ့ဒီကြံမယ်နော်ကြံဆိုတာတွေ့တာမြင်တာပို့စာမပေါ့နော်အဲ့တော့ပို့ကြံဆိုတာမတွေ့ဘူးအဲ့တော့မတွေ့ဘူးဆိုရင်တော့ဒါအစကတည်းကမတွေ့တာမတွေ့တော့ဘူးဆိုရင်ခုနကတော့တွေ့လိုက်သေးတယ်ပြန်လဲထွက်လာမှာမရှိတော့အဲ့လိုเนาะအခြေအနေပြောင်းသွားတာဒါကြောင့်မို့လက်တုံးတယ်သူကတော့ဒီအငင်းတွေပါလို့ရှိရင်ကျွန်တော်တို့က dot လို့ဘာသာပြန်တယ်လေပြီးပြီလို့ဘာသာပြန်လို့မရမတွေ့ပြီးပြီလို့တော့မရအောင်လေမတွေ့တော့ဘူးဒါတော့မြန်မာစကားရဲ့ဘာသာပြန်ဆိုချက်ပေါ့ဗျာเนาะတုံးတာတော့ဒီလက်ပဲတုံးတာအခြေအနေပြောင်းသွားရင်လက်ပဲတုံးတာအဲ့တော့ပူချန်လက်စာမတွေ့တော့ဘူးတဲ့အဲ့တော့ငါဖက်နှက်မတွေ့တော့ဘူး我的鞋子不见了我的鞋子不见了သူမတောက်ဖက်နှက်စီးထားတယ်他穿着高跟鞋他穿着高跟鞋他သူမက穿စာစီးတယ်ပေါ့နော်ဒီမှာစလုံးကတတိထားနော်ຫນွေစဖာမိန်းကလေးစလုံးကိုတုံးတာနော်အတန်ထွက်ကတော့အတူတူပဲသူလဲထားပဲသူမလဲထားပဲဒါပေမဲ့တောက်ဖက်နှက်ဆိုတော့မိန်းကလေးစီးတာအဲ့တော့ကျွန်တော်ကထားဆိုတဲ့စလုံးကိုပြောင်းပေးထားတယ်သူမထားဟုတ်ပြီနော်သူမရည်ညွှန်းတဲ့စလုံးโอเคအဲ့တော့穿စာစီးတယ်ပေါ့နော်ကောင်းကန်းရှယ်စာတောက်ဖက်နှက်ကောင်းစာမြင့်တာနော်ကောင်းကမြင့်တာကန်းစာခြေဖနှောက်ကိုမြင့်အောင်စီးတဲ့ဖက်နှက်စာပါလဲမြန်မာလိုဆိုတောက်ဖက်နှက်ပေါ့နော်ဖနှောက်အမြင့်နဲ့ဖက်နှက်ပေါ့ကောင်းကန်းရှယ်နော်အဲ့တော့ကြောဒီစကလုံးလေးကတော့နောက်ဆက်ပုတ်တစ်ခုဖြစ်တဲ့အခြေအနေပြနောက်ဆက်ပုတ်ပေါ့နော်အခြေအနေဘာအခြေအနေကိုပြတာလဲဆိုတော့ပြောနေတဲ့အချိန်မှာဒီလှုပ်ဆောင်ချက်ကြီးကိုလုံနေတယ်ဆိုတဲ့အခြေအနေဟုတ်ပြီနော်ဒီအခြေအနေထဲမှာရှိနေတာပေါ့ဖက်နှက်စီးရတာရှိနေတယ်ဒါဆိုရင်ကြောလို့သုံးတယ်နော်穿着ဆိုတာစီးထားပါတယ်တဲ့အဲ့တော့他穿着高跟鞋သူမကတောက်ဖက်နှက်စီးထားတယ်他穿着高跟鞋သူမတောက်ဖက်နှက်စီးထားတယ်သူကောင်မလေးကတောက်ဖက်နှက်စီးရတာသဘောကျတယ်他的女票喜欢穿高跟鞋他的女票喜欢穿高跟鞋ကောင်းပြီအဲ့တော့ဒီမှာ女票ဆိုတာကို highlight ပေးထားတယ်ဘာလို့လဲကောင်မလေးရီစာချစ်သူကောင်မလေးကိုပြောတာဘာဖြစ်လို့女票လို့ပြောလဲအဲ့တော့ textbook တွေထဲမှာကျောင်းသားတွေအားလုံးတွေ့ဘူးလိမ့်မယ်女朋友ဆိုပြီးတွေ့ဘူးလိမ့်မယ်ဒါဆိုကျွန်တော်ကဘာလို့女票လို့ပြောလဲဟုတ်ကဲ့ဒါက online တွေပေါ်မှာတော့ဒီလိုပဲသုံးကြတယ်朋友ကိုအမြန်ဆိုတဲ့အခါအတန်ဆက်ပြီးတော့ဖြောက်လို့ဖြစ်တာ朋友အမှန်တော့朋友လို့ဆိုတာ女朋友ဖြောက်အဲ့တော့朋友ကနေမြန်သွားဖြောက်ဆိုပြီးပြောတာဒါကြောင့်မို့女朋友ဆိုတာကိုအမြန်ဆိုတဲ့လေတဲ့女票အဲ့တော့他的女票အဲ့တော့女票ဆိုတာကနံတစ်ခုဖြစ်တယ်အဲ့ဒီနံကိုပုဂ္ဂလနံစာဝဏီထားနဲ့အထူးပြုတဲ့အခါမှာတော်ဆက်မှုပတ်သက်မှုကိုပြနေကြတော့ကထည့်လဲရတယ်မထည့်လဲရတယ်他的女票တို့မဟုတ်စကားပြောပုံစံမှာ他女票တိုက်ရိုက်တုံးတယ်喜欢စာကြိုက်တယ်ဘာကိုကြိုက်တာလဲ穿စာစီးတယ်အဲ့တော့မြန်မာလိုကြတော့စီးရတာသဘောကြတယ်စီးရတာကြိုက်တယ်စီးတာအရင်ကြိုက်တဲ့သဘောကြတာနောက်တရုတ်ကြတော့ကြိုက်တာအရင်ပြောတယ်စီးတာကိုနောက်မှပြောတယ်ဘာဖြစ်လို့လဲကြိုက်တယ်ဆိုတာစိတ်ခံစားချက်ကိုဖော်ပြတယ် vet စီးတဲ့ဆိုတာလက်တွေ့လှုပ်ဆောင်ချက်စိတ်နဲ့လက်တွေ့လှုပ်ဆောင်ချက် vet နှစ်ခုတွဲရဲ့တရုတ်တွေကစိတ်နဲ့ပတ်သက်တဲ့ vet ကိုအရင်ပြောတယ်ဒါကြောင့်မို့喜欢穿လို့ပြောတယ်ကောင်းကန်းရှယ်တောက်ဖက်နှက်ကစီးချင်းခံတာဒါကြောင့်မို့စီးတဲ့ဆိုတဲ့ vet ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးထားပါတယ်ဒါဆိုရင်သူ့ကောင်မလေးကတောက်ဖက်နှက်စီးရတာသဘောကျတယ်他女票喜欢穿高跟鞋他女票喜欢穿高跟鞋他女票喜欢穿高跟鞋
ငါကဖနက်ကိုဖနက်ပြီးတော့လေထည့်ထားလိုက်ပြီးတင်ထားလိုက်ပြီးပေါ့我把鞋子放进鞋柜里了我把鞋子放进鞋柜里了我ငါက鞋子စာဖနက်ဒီမှာဝိဘတ်သုံးထားတာနော်ကိုတရုတ်လိုကြပါမြန်မာလိုကြတော့ဖနက်ကိုတရုတ်ကြကိုဖနက်ပါ鞋子ဘာဖြစ်လို့လဲဝိဘတ်တွေကတရုတ်ဘာသာစကားမှာကံပုတ်ရဲ့ရှေ့ရပဲသုံးရတယ်ဖနက်ကိုတော့放进放စာထားတယ်ကျင့်စာဝင်သွားတာအဲ့တော့ထားလိုက်တဲ့အထဲကိုရောက်သွားတယ်ပေါ့အထဲကိုဝင်သွားတယ်ဆိုလိုတာအထဲထည့်လိုက်တယ်လို့ပြောတာ放进အဲ့တော့ထည့်ချင်းခံတဲ့နေရာဘယ်နေရာလဲရှယ်ကွေ့ရှယ်စာရှယ်စစ်ဖနက်ကွေ့စာကွေ့စစ်ပြီးတော့နှစ်ခုတွဲတာရှယ်ကွေ့စာဖနက်ပြီးတော့လီစာအထဲဒါကတော့နေရာပြတဲ့စကလုံးဖြစ်တယ်နေရာပြစကလုံးတွေကလည်းဓာတ်ရိုက်တွဲဆက်တယ်ပေါ့နော်နောင်းနေရဲ့နောက်မှာဒါဆိုရင်ရှယ်ကွေ့လီဆိုဖနက်ပြီးတော့ထဲမှာတဲ့ဒါထည့်ချင်းခံတာသူ့ရဲ့နောက်မှာကံပုံအနေနဲ့တုံးထားတယ်လက်ဘီဘာဖြစ်လို့လဲအခြေအနေပြောင်းသွားပြီခုနကဖနက်ကအပြင်မှာအခုပဲရောက်သွားတယ်လဲဘီလိုလည်းရောက်သွားပြီโอเคကောင်းပြီဒါဆိုရင်ပါကိုဘာလို့တော့လဲရှေ့မှာကျွန်တော်တကြောင်ရှင်းပြခဲ့တယ်ပါဆိုတာကပြောင်းလဲမှုတွေကိုဖော်ပြတာဘာတွေပြောင်းသွားလဲသူ့ရဲ့နောက်မှာတွဲဆက်ထားတဲ့ကံပုတ်ဒီအနေရာပြောင်းသွားတာတို့เนาะပုံစံပြောင်းသွားတာတို့အခြေအနေပြောင်းသွားတာတို့စသဖြင့်ပေါ့ဗျာအဲ့လိုပြောင်းလဲမှုတစ်ခုခုကိုဖော်ပြတယ်ဒီမှာဆိုရင်ဖနက်ကဘာပြောင်းသွားလဲနေရာပြောင်းသွားတာအပြင်မှာရှိတဲ့ဖနက်ဒီဘီလိုတွေကိုရောက်သွားတာအဲ့လိုပြောင်းလဲမှုတွေကိုဖော်ပြခြင်းလို့ရှိရင်ပါဆိုတဲ့ဝိဘတ်ကိုသုံးလေရှိတယ်ပေါ့အဲ့တော့ငါကဖနက်ကိုဖနက်ပြီးတော့ထဲမှာထည့်ထားလိုက်ပြီး我把鞋子放进鞋柜里了我把鞋子放进鞋柜里了အားလုံးကိုကျေးဇူးတင်ပါတယ်